ပြန်လည်ရယူခဲ့တာပါဒါတာမန်ဆွေနဲ့လုံနိုင်တဲ့အရာတော့မဟုတ်ပါဘူးအောင်မြင်မှုရဲ့ထုထိတ်နဲ့စနစ်သစ်နောက်ဆုံးမှာတော့သူက Model T ထုတ်လုပ်နိုင်ခဲ့တယ်ဒါသူ့ရဲ့အောင်မြင်ပြီးဆိုပြီးတော့ထိုင်နေရမဟုတ်ပါဘူးကားကြီးကိုမြန်နဲ့ဈေးတက်တက်ထုတ်နိုင်ဖို့ assembly line စနစ်ကိုတည်ရှင်ဖို့အတွက်ကိုစက်ရုံထဲမှာနေပိတ်ညမိတ်စမ်းသပ်မှုတွေလုပ်ခဲ့ပါတယ်လူသမားတွေရဲ့ပြမှတ်မှုကိုနားလေလို့လောကကိုနှစ်စာတိုးပေးခဲ့တယ်လို့သူ့ရဲ့စက်ရုံကြီးမှာကုန်ကျန်းကနေကုန်ကျိုးထိအစာဆုံးထွက်လာဖို့အတွက်ခေါင်းအေးအေးနဲ့စနစ်တကျစီမံခန့်ခွဲခဲ့ရတာပါသူ့ရဲ့ဘဝဒီနောက်ဆုံးအချိန်ထိကိုအလုပ်ကိုအာရုံစိုက်ခဲ့တယ်အလုပ်ယူတယောက်လို့တော့ပြောလို့ရပါတယ်ဟန်နရီဖို့ရဲ့ဘဝကနေပြီးတော့ကျွန်တော်တို့သိလိုက်ရတာကအောင်မြင်မှုဆိုတာကံကောင်းလို့ရတာတော့မဟုတ်ပါဘူးအိတ်ဆက်ချင်းကိုစတေးချင်းကဲရမှုတွေကိုခံနိုင်ရရှိခြင်းနဲ့ဘယ်တော့မှလက်မလျှော့တဲ့ဆိုကြောင့်ရလာခဲ့တာပါသူပြောတဲ့စကားတစ်ခုရှိပါတယ်တင်လုံနိုင်တယ်လို့ယုံကြည်ဖြစ်မလုံနိုင်ဘူးလို့ယုံကြည်ပဲဖြစ်တင်ထင်တဲ့အတိုင်းဖြစ်လာမှာပါတဲ့သူ့ရဲ့ဘဝပေါ်သင်ခန်းစာယူရလေးတွေကိုဆွေးနွေးကြည့်ရအောင်ပထမဆုံးတစ်ချက်ကစနစ်ရဲ့အားသာချက်ပါဖို့ကကားကိုတည်ရှင်ယုံနေမကဘဲနဲ့ဘလို့အမြန်ဆုံးနဲ့အသက်တာဆုံးထုတ်မလဲဆိုတဲ့စနစ်ကိုတည်ရှင်နိုင်ခဲ့တာပါဒါစီးပွားရေးလုံးမဲ့သူတွေအတွက်ရန်အရေးကြီးပါတယ်ကျွမ်းကျင်မှုတစ်ခုတည်းနဲ့မလုံလောက်ဘဲနဲ့အဲ့ဒီကျွမ်းကျင်မှုကိုစနစ်တကျဘလို့ချက်တွင်မလဲဆိုတော့ဖို့အသက်တည်ပြခဲ့တာပါဒုတိယတစ်ချက်ကအောင်မြင်မှုရဲ့ထောင်ချောက်ဖို့ရဲ့ဘဝမှာအကြီးမားဆုံးသင်ခန်းစာကတော့သူဟာသူ့ရဲ့အောင်မြင်မှုအောင်မြင်ခဲ့တဲ့ဘော Model T အပေါ်မှာအစွဲလန်းအရန်ကြီးသွားတာပါခေတ်ကပြောင်းလဲနေပြီးလူတွေရဲ့ဒီဇိုင်းအသစ်တွေကိုလိုချင်နေပြီးဆိုတော့သူလက်မခံခဲ့ဘူးအောင်မြင်မှုတစ်ခုကိုဖတ်တယ်ထားလို့ရင်အဲ့ဒီအောင်မြင်မှုကပဲတင့်ကိုပြန်ပြီးတော့လောက်ပိတ်ထားတယ်ဆိုတော့ဖို့နဲ့သူသားအစေကြကပဋိပက္ခကပြသနေပါတယ်ဒါကြောင့်ကျွန်တော်တို့ကအများတန်း open mind ဖြစ်နေဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ပိစက်မှုနဲ့မျှတမှုဘဲလန်အကြောင်းပါဖို့ဟာတစ်ကမ္ဘာလုံးကားစီးနိုင်အောင်လုပ်ပေးနိုင်ခဲ့ပေမဲ့သူ့ရဲ့မိသားစုဆက်ဆံရေးမှာတော့အောင်မြင်တဲ့ဖခင်တယောက်ဖြစ်ခဲ့ပါဘူးသူကကောင်းပါမှုနဲ့တားဖြစ်သူဟာစိတ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုတွေနဲ့ဘဝကိုစောစီးစွာနှုတ်ဆက်သွားခဲ့ရတာပါဒါကျွန်တော်တို့ကိုမေးခွန်းထုတ်စီပါတယ်အောင်မြင်မှုတွေကိုယ့်ရဲ့ချက်ခင်ရသူတွေကိုစတေးဖို့ထိုက်တန်လားဆိုတာပါပဲညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ဟင်နရီဖို့ကိုလက်ခံနိုင်တဲ့အချက်ကတော့သူ့ရဲ့မဆုံးမနစ်တဲ့ဇွဲပါပဲဘသူကဘာပြောဘယ်နှကြိမ်ရှုံသူအောင်ကြီးရောက်ကိုသူလုပ်ခဲ့တယ်ဒါပေမဲ့သင်ခန်းစာ